န်းတနာပါပဲရွှေချင်းထပ်တော့မြတ်တယ်ဆိုတာမျိုးလို့ပါပဲဟင်မိဘကိုရွှေကုန်မျိုးကုန်နေဆိုတော့ဒီမင်္ဂလာပွဲရတကယ်ကိုတခါတခါနဲ့စီစီတကားကြီးပါပဲဗျာအခုလို့ကျွန်တော်သားလေးမင်္ဂလာပွဲကိုရမ်းမိရပ်ပတ်လျောက်နေတဲ့ဥစ္စာမို့လာရောက်ချီးမြှင့်တာကျွန်တော်အများကြီးဝမ်းသာပါတယ်ဗျာမပြောမပြီးမတိမမီဆိုသလိုပဲပြောစရာရှိရတော့ပြောရမှာပဲဖေဘာလို့လားအချိန်ကြာတယ်ဖေတူတုံနဲ့လူရင်းဟိုထည့်ရတဲ့မှာဖေမပူပါနဲ့သားရဲ့အဖေကိုကြီးစားပါတယ်ဟုတ်ကဲ့ဒီနေရာအဖေရှည်နဲ့လူရင်းပြောမှာတူတုံနဲ့လူရင်းတူတုံနဲ့လူရင်းပြောမှာအဲ့လိုလုပ်ပါဖေမိဘကိုတရား၅ပါးဆိုပါလေဥစ္စာမို့သိပဲသိပါပြီညီเจ้าမင်းကြီးပြင်းပြလို့မထင်းနဲ့နော်ဟုတ်ပါပြီဖေရဲ့ဘာလဲကွာမကောင်းမြစ်တာကောင်းရညွန်လားအတက်ကြီးစီပေးဝေနေရင်ထိမ်းမြန်ကြီးလေဝင်ကားရင်ဖပြင်မယ်လို့လားဟုတ်ကဲ့ဒါမိဘကိုတရား၅ပါးဟုတ်ကဲ့ဟုတ်ပြီမလိမ္မာနဲ့အရွယ်မှာလိမ္မာကိုတင်ညာဖို့တင်ညာပြီးတယ်ဟုတ်တယ်ပညာရေးနဲ့ပဲလို့ဘလော့ပုံပုံခဲဆိုပြီးတော့ဝေပြည့်ကုန်ကပြီးတော့ပညာရေးတင်နေအဖေဒါကြီးအဓိကမဟုတ်ပါဘူးအဖေအဓိကပါဖေဟာအဓိကကွာဖေသဘောပေါက်တယ်ဖေရှင်းတဲ့တူတုံနဲ့လူရင်းမှာဟုတ်အဲ့တော့အိမ်တော်မှုကနေမှာကျွန်တော်ပိုင်တဲ့လုပ်ငန်းတစ်ခုကိုလည်းကောက်ခွဲပေးပြီးဟုတ်တယ်ဝိသပြပြီလောက်ဆုံးထိန်တန်းကြီးလို့ဆိုတဲ့အတိုင်းဇီဘတ်ဝလျာရှိတဲ့အတိုင်းထိန်တန်းပြီးပြီအဲ့တော့ဒီကဝလျာ၅ပါးထဲမှာဒါပဲညာတစ်ပတ်လေးလဲနေတာပဲအဖေကအရပါပြီဘိုးလင်းလေးကြံလင်းလေးပဲကျန်တယ်မလေးနော်အဲ့ဒီမိဘဝလျာ၅ပါးထဲမှာလက်ပွင့်ကိုကြည့်ရတယ်ကွာပါတာမပါတော့မပါတဲ့အဲ့ဒီလက်ပွင့်ကိုသားကိုကျွန်တော်မပေးနိုင်ဘူးဟုတ်တယ်ကိုချစ်စီခမရနေပေါ့စားအောင်မင်္ဂလာဆောင်ပေးတော့လားကုန်တယ်တွက်နေတာလေကျွန်တော်ပြောတာခဲပေးရလားမိမတွက်တာဒုက္ခပါဗျာမပေးနိုင်ဘူးလားဒီလိုတော့ပဲဖြစ်တယ်ကိုချစ်စရာမေနေသမ်းပါဦးအခုခေတ်တန်ကြီးသိလားကျမသမီးမိတ်ကလူထားတာပြီးတော့စလုံးဖို့အဝတ်စားဖို့ဒီတန်ကြီးကိုကျမခါမှာလားရှင်အမလေးအဲ့ခမရတဲ့ခါလို့ပြောတာပါလေရှင်စားတော့ဒီစကားမျိုးပြောဖို့ရှင်စားတော့မထဲသဘောဆိုမင်္ဂလာဘောကြကြနာခန်းတနာကုန်ရတဲ့ကုန်တယ်ဒီမှာအားလုံးတောင်းပြောရှင်ကြတာပါခင်ဗျာစားတယ်ပြောတာလည်းတော့ကြည့်ကြပါလားအများကျွန်တော်ပြောတဲ့နားတော်မဟုတ်ကျွန်တော်အခုပြောပြရတယ်ခင်ဗျားတို့သားရှင်နဲ့သမီးရှင်ပဲဗျာတယောက်ခမိခမဲ့တွေရင်းနေပဲတိတ်မခံကြပါနဲ့ဒီမဲ့တော့သူကသွားကြရအောင်ရိုက်တာရခံလာလားဘယ်နဲ့လဲပြောပါရင်သားနဲ့သမီးမျက်နှာကိုကြည့်ရမှာသားနဲ့သမီးမျက်နှာကိုကြည့်ရပြောမခံမှန်းပြုတ်ပြီးတယ်ကျမလည်းဘယ်နည်းမှမခံနိုင်ဘူးမပြန်ရတော့မှာဟောဒီမင်္ဂလာပွဲကျင်းပဖို့အတွက်350ကုန်ရှင်ကုန်တယ်ပဲကျမလည်းအကုန်ခံထားရတာလေကျမသမီးရဲ့ဝေယဝိဆအားလုံးဘာမှလွယ်လွယ်ပဲကျမအကုန်ခံထားရပါတယ်လက်ပွက်ဝေသား15သိန်းရတယ်35သိန်းမပြန်ဘူးလားပြန်နေလိုနေတာအဲ့တော့ဒီလက်ပွက်ပစ္စည်းကိုတဝက်သေးတဲ့ဖောက်ွယ်သွားတွေ့ဟုတ်9သိန်းလောက်ပဲရှိတယ်အဖေလက်ပွက်ပစ္စည်းကအဓိကမဟုတ်ပါဘူးအဖေနားရပါလားသားရဲ့နားလိုက်လည်းတော့ပါတော့မပေးနိုင်ဘူးမပေးတော့မရဘူးကျမလည်းဘယ်နည်းမှမခံနိုင်ဘူးပေးတော့ရှိပြောရမယ်ခက်တော့လည်းမရှိတဲ့ဘောသမီးရလည်းဖဲမှာမယ်ဒီတော့အဲ့ဒီမှာပြင်မှာဖဲတယ်တော့ဒီလက်ဖက်ပစ္စည်းမြင်မှ तू အောင်နေအောင်တော့တို့လူကြီးတယောက်နဲ့ပြောတာခင်ဗျားတို့နာခံကြအဆင်ပြေဖြစ်အောင်ခင်ဗျာလောက်ကြပါလို့ပြောလောက်ကြပါဝိုင်းလောက်ကြပါအဲ့လိုလောက်ကြပါဖေဒီလိုလျှော့လိုက်ချမ်းပါဖေအဓိကတော့ဖေနားတယ်ခုမှသွားအဓိကတော့ဖေနားတယ်လားအဲ့တော့အိုလူကြီးတို့ယူမနေနဲ့တော့အဖေပိုင်တဲ့ပစ္စည်းကတားပိုင်တဲ့ပစ္စည်းပြောစမ်းပါပြိုင်ညာတွေပိုင်လုံဆက်မှနဲ့ဖေဟာအဲ့လိုဆိုရင်အချင်းပြေသွားပြီအဲ့တော့သားတို့တမီးတို့လည်းပြင်ပန်းလာပြီဟုတ်သားနည်းနည်းနားလိုက်တော့သားတို့နားဖို့လို့ခိုင်းလိုက်ကြမယ်ဖေခါဒီစင်လာပြီအဖေလိုက်မပြနဲ့အဖေလိုက်မပြကျွန်တော်တို့နှစ်ယောက်ပါမယ်အကွန်းနေပါလေအေးလားအကွန်းအေးလေဘာလို့လဲအချင်းနဲ့ငုံလေးပါလေရှိစိတ်ချအပြောလေးနှစ်ပြီးရှိတယ်ပြီးကြမပြောသေးဟုတ်တယ်ကျွန်တော်တို့ကအနားယူရမယ်နော်ဖေအဓိကပါဖေလက်ပစ္စည်းအဓိကမဟုတ်ဘူးသွားမယ်နော်သမီးသိလားဖြစ်ပါဦးသမီးရဲ့ဆက်ဆက်ပါကလေးငါသမီးနဲ့ငါသားအချင်းပြသားတို့မျက်နှာကိုကြည့်ပါမလီထောက်ပါလားငါသမီးနဲ့ငါသားမျက်နှာထောက်လို့ပေါ့ကောင်းလားနည်းလို့ရှိတယ်အားလုံးသင်မုန်းချေလိုက်ကြတော့ပါဗျာခြေလိုက်ကလူစားမို့အားလုံးဆင်ပြေသွားကြပြီသွားပါပြီနီးပေါ့ဗျာသားရှင်နဲ့သမီးရှင်တယောက်ပြဿနာမတက်ကြဘူးပြဿနာတက်စရာမရှိဘူးကျွန်တော်တာဝန်ကြီးတယ်နော်ဟုတ်ပါကြည့်ပါဗျာကျွန်တော်ပြန်ကြည့်ပါခုနကပြပါကျွန်တော်ဘုံဘုံဟုတ်ကဲ့ရှင်ဟုတ်ကဲ့မတူတော့ဘူးဟာဟဲ့ပြောလေကလေးသွားရပြီဟုတ်တယ်သွားအောင်မလေးကလေးသွားရပြီ
သွားရင်ဟော ရှစ်စရာကြီးလို့ ပါတီ ဟာတော့ ခလေးလေးကိစ္စပြီးတော့လေလူကြီးကိစ္စမှာဆက်လို့အောင်လေဒါလေ မလေးမလောက်ဘူးမလောက်မလေးရှေ့ရောလေးတက်လိုက်တာရည်တာဟာဟမေဟမေဘာလို့ခပြီอ่ะဟိုဘာမဲအဖေပြောကြတယ်ကြံနေလို့သားရဲ့ ဟုတ်တယ်သားရဲ့ပြောစရာတွေကြံသေးလို့တဲ့သားဖေက လူသားတို့ခန်းနဲ့တယောက်ဖေးလို့လိုက်လာသလားဖေအရေးကြီးတဲ့စကားပြောမလို့ဘာလို့ဖေဒီမင်းရဲ့ဖြစ်လိုက်ရင်လင်းကိုတရား၅ပါးမင်းကိုတရား၅ပါးကိုရှိတယ်လေသားရဲ့ဟုတ်ပါလားကြံသွားလို့ဖေလိုက်ပြောတာဥမလီ ဟုတ်တယ်အဲ့ဒါလေးရှင်းပြလိုက်အောင်ရှင်းပြလိုက်အောင် ရှင်းပြလိုက်မယ်ဟောလင်းကိုတရား၅ပါးဆိုတာကရှင်းစာဆိုလို့ရေးထားခဲ့တဲ့လင်းကိုတရား၅ပါးဟုတ်ကဲ့မချေမကင်းအတင်းဥစ္စာမိစ္ဆာမဝတ်စားစီရင်မြန်တွန်းခြင်းငိုင်းလင်းကိုတရားဟဲ့ဟုတ်ပါပြီဒါရှင်းစာဆိုလို့ရေးခဲ့တဲ့မှန်တယ်လင်းကိုတရားမှန်တယ်အခုရဲခွက်ထဲမှာပောက်ကွေးရလင်းကိုတရား၅ပါးနဲ့ပြောကြတယ်အဲ့ဒါလေးလေသားကိုမက်ဆေ့ချင်လို့လာပြောတာဗျာဟုတ်ပါပြီဖေဟာဟုတ်ပါပြီနားတော့ဘီယာဆိုင်သွားမယားကိုမေ့လမ်းတွေ့ပွန်ပြောင်းလာတာပြောင်းကအိမ်မှာမဲကြီးဝန်ငါရင်ပတ်ပွက်လင်းကိုတရားဟုတ်ပါဘူးအဲ့ဒါငါလာနေနေနော်မပေါ့ကဲပြန်တော့မပြန်သမီးလေးဟိုမယားကို၅ပါးဆိုတာသိလားမသိဘူးဘယ်လည်းမသိဘူးကွာ ဟောမသိဘူးဘာလို့ဝင်ပြောနေလို့ အဖေဟိုအရေးကြီးတာလေအဖေတော်တော်နဲ့လူရင်းပြီတော်တော်နဲ့လူရင်းပြောပါပါသမီးလေးကလေကိုယောက်ျားရဲ့အရှိကိုကြည့်ပေါင်းခင်ဗျာဟုတ်ကဲ့ခြေရေးကိုကြည့်ပေါင်းကားလေးကလေကိုမိန်းမစိတ်ချပါဟုတ်ရမဖြစ်ကြနဲ့မပြင်းဟုတ်ရပြီမထေဘာလို့ တလေးလေးလေအိတ်ချင်ပြီ အဲ့ဒါဘာဖြစ်လဲ ကဲ ဘာကိုခိုင်းရမှာလဲ သွားကြသူလို့ပြောတာပါမလေးသားနဲ့သမီးကိုစိုးရင်လုံးလုံးလို့အခန်းရဲ့တိအောင်လိုက်ပြီးတော့ပို့ချမှာကြပြီကဲဒီစီလေးနိုင်ပြီနော်ဒီနေ့ဘယ်လိုဖြစ်တယ်လဲစိုးရင်အိတ်ချင်မလေးရှီရိုးရတက်လိုက်呀！ခင်ဗျာ 看没？ ဟင် 看没？ ဘာလို့ရှိနေလဲဘာလဲ 老公家吧？ မင်္ဂလာဦးညဟမ်ဘယ်မင်္ဂလာဦးည 哎，没太慢的，没太慢的，没太慢，没太慢的，没太慢。不记家吧？把了嘛的。 ခင်ဗျာဒီညကင်းကြတယ်လေ 阿莫里， ကင်းကြတယ် 跟， ဟုတ်တယ်လေ 哎你哇，这边没去的，没个啦，我家家嘛，没弄个跟家来说，这边没去的哇，嘿，没啥物瓜哇， မစားရဘူးလေ 没啥物瓜。 ဟာရပြီကိုဝတ်တရားကိုတောင်ကိုချေရမှာဗော 喂，这边没去的瓜，没个啦，我家家嘛，没跟家来说，这边没去的没呀。 မရဘူးဒီညမရဘူးရက်ရွာရက်ရွာ 哎，爷爷没上来不瓜，上来。 ခင်ဗျာတကယ်ပြောတာ မကြည့်ပါနဲ့ဘာလဲ呀ဘာလဲ ဘာကြီးလဲဟာ ဘာကြီးပဲချက်နောက်ဖြစ်ချက်နောက်ရှင်းဝင်မှာချက်နောက်နောက် အဲ့ဒါဆိုချင်းတော့ခဏငှားစမ်းပါဗျာ ဘာဖြစ်လို့ ကင်းထဲမှာချင်းကြိုက်လို့ နေဟန်မင်းပစိုးနဲ့ခြုံကွေးလိုက်ဆမ်းမှာငါလည်းပဲနေစမ်းမှာကဲတော့ ကွာချင်းတော့ငှားကြဒီမှာဝင်အိတ်တယ်ရပါ မရဘူးဒီမှာမအိနဲ့ခဏပြင်းနေကြမှာအိတ်ရဟမ် ခင်ဗျာတောင်းပါမယ်လေတောင်းပါမယ်ဆောက်ရမှာ ညမဆောင်ပြောတော့ငါဆောက်ရဆမ်းမှာကွာ ငှားဆောက်လို့ရမလားဗျကိုလုံးကတုတ်တောင်းနေတဲ့သူကြီးပဲ ဘယ်မဆောက်နိုင်ဘူးကွာကဲ ခင်ဗျာတကယ်ပြောတာ တကယ်ပြောတာမဆောက်နိုင်ဘူးကွာ အဲ့ဒါဆိုရင်ကြောက်ကင်းမှုသွားတိုင်းမယ် ကင်းမှုမကားလို့ခေကောင်ကင်းမှုမကားလို့ကင်းမဲကြီးဖြစ်ဖြစ်သွားတိုင်းကြီးတိုင်း ကင်းမဲပြီ ငါပါဇက်ကပြောတာလို့ပြောလိုက် ဟုတ်ပြီ ငမောပါဇက်ကပြောတယ်လို့ပြောလိုက်ကဲတော့ကွာမဆောက်ဘူးကွာဖားရတာဖမ်းကွာ ဟုတ်ပါပြီအေးပါပြောတာပါ ကိုချင်းစာသမ်းမှာမင်္ဂလာဦးညဆိုတော့ အဲဘာလဲ ဦးညဆိုတော့ငါတကယ်ကြီးကိုလက်ဆောင်ပေးအောင် ဘာ အေး အမ လက်ဆောင် စက်ကူနဲ့ထုတ်ထားတာဘာတော့ ချီကြည့် ရှ တော့ င်း သိ ပြ ပါ ပေးမယ် စက်ကူစက်ကူနဲ့ဂဲလို့အော်ဂဲဘူးဂဲဘူးပေးကွာဆိုဗဇက်ကပြောလေရပါတယ်စက်ကူလေးနဲ့ထုတ်ထားလို့ငါကြောက်မြတ်ရပါ တကယ်အဲ့ဒါတော့လုပ်လိုက် ဂဲလို့ဒုက္ခပါပဲကွာ ငါတို့ဘာနေမှာ မလေးကွာတကယ်မင်္ဂလာဦးညချမှာကွာ အများကြီးပဲကွာ မလေးနော်ဒီကြောဒီကောင်ကဲတော့ကြ ဒါလည်းမနေဘူး သွားအဲ့မှာရတယ်ဗျကြက်ဖို့တော့ရတယ်ဗျဘူးသီးရတော့ခင်ဗျာဒီပြနေရာမှာခိုးဗျာ တောင်းတော့မှာတတ်တော့မှာတောင်းချက် ဒီမှာခါတော့ဝင် မဲမင်းတော့သွားကြမှာကျွန်တော်တောင်းမှနေဗျမင်္ဂလာဦးမြတ်အေးအေးကငါတောင်းမှသွားကြအေးအမေတလေးအောင်အေး ဘာမဲဘာမစတ
မစဲအဲ့နောက်ကြောင်ရင်လဲဝင်နေနော်အမလေးမင်္ဂလာဦးညာချွေးပြန်နေ yes ကဲမလေး သားစီယာဟာသားစီယာသားစီယာ ခင်ဗျာ ဟာ ဘာလို့လဲ မလေးအဲ့မှာတောင်းတာ ဘာလို့ ကျွန်တော်တို့မဦးမင်းကိုကူးဖို့ဇက်ကအဲ့ဒါကန်ဆိုင်ကအခုညာတွင်းချင်းကူးပါဆိုပြီးဇက်ကားကြီးလာထိုးဆိုင်ခိုင်းတာလေ တမ်ပရက်တာ အခုပစ္စည်းတွေလည်းကျင်းနေကြပြီ ပစ္စည်းတွေ အခွဲသားတွေလည်းအကုန်ရောက်ကုန်ကြပြီ အေးလေ သွားမယ်သားစီညာတွင်းချင်း ဒီကောင်မလုတ်ပါနဲ့ကွာမင်းဒီနေ့မင်္ဂလာဦးညာလေမင်းတို့သွားနေနောက်မှငါစီနဲ့ငါလိုက်ခဲ့ပါမယ် အော်မင်္ဂလာဦးညာ မင်္ဂလာဦးညာ လို့ဒီလိုကောင်းလား အမေမကြည့်နဲ့နေသားမကလေးမလေးနည်းနည်းရှက်တတ်တယ် ချက်တက်တယ်ဟိုအဲ့ဒါဆိုကျွန်တော်အခွဲသားတွေဆူထားလိုက်မယ် အဖေလိုက်ရှိတာခိုင်း ဆူထားလိုက်ထွက်နေရမလားသားစီ ထွက်တာထွက်နေလိုက် သားစီအောင်စောင့်အောင်မလား မဆောက်နဲ့ထွက်တာထွက်နေနောက်မှငါကားငါပြီးလိုက်ကြတယ်နော် မဟုတ်တနိုင်လောက်ဆိုအချိန်ရအောင် မတ်ဒီရတော့တောင်းမယ် တနိုင်လောက်စောင့်လိုက်မယ်လေ မဆောက်ဒီမှာထိုင်မဆောက်နေကြကွာဟိုမဆောက်လို့ရှိရင်လေခိုင်ကားငါသွားလိုက်ကြောက်လာခဲ့ ပစ္စည်းတွေတင်ထားပြီးခွဲသားတွေဆူထားတယ် အဆုတာ အရင်နဲ့လောက်ထားတယ် ဟုတ်ပြီမလင်းတော့ဟုတ်ဗျာဟုတ်ဗျာအမလေးမင်္ဂလာဦးညာအရေးတိုင်းမှာဇက်ထွက်မှုလူစုပြီးပြီဆိုတာတမျိုးမလေးဘယ်လိုဖြစ်နေလဲမလေးဘယ်လိုဖြစ်နေတယ်လဲအေးဒီရတော့မဲစွန်ရင်စွန်နော်စွန်ရင်စွန်မစွန်လို့ရတော့မဲကျိုးနဲ့ချီးပြီးတော့ငါတိုင်းကိုကမ်းမှုငါဟိုက်လို့ဆွဲမှာမှတ်တာနော်ဟာ7နာရီထိုးသွားပြီလားဗျာအမလေးအချိန်လေးကုန်းနာမြန်လိုက်တာနော်ဟာ7နာရီထိုးသွားပြီအမလေးကဲအချိန်ရှိကလုံးလာဆက်လိုက်ဦးကဲလုံအားတောက်ဖို့ချင်းလုံအားတောက်ဖို့ချင်းမောင်အလုတ်သမားရဲအားမလျှော်ပါနဲ့ ဇက်စီယာ ဟာ ဇက်စီယာ ဘာလဲကွာဇက်စီယာကျွန်တော်စဉ်းစားနေတာတဲ့ ပြုတ်စဉ်းစားတယ်မင်းအိမ်မှာမင်းစဉ်းစားတယ်ငါဒီမှာလာပြီးစဉ်းစားရလား ဘလို့စဉ်းစားလို့မှအစဟိုအဖြေကိုမထွက်လာလို့ အာဘာဒီမှလည်းမသိဘာလို့ကွာကဲမင်းอ่ะ ဟိုကျွန်တော်နည်းနည်းမရှင်းနိုင် ဟာဆက်ဆက်ဘာလို့ ဘူးလေ အဲ့ဒါဘယ်လိုလဲနေစမ်းမကွာအဲ့ဒါဒီမဆိုင်ဘူးကွာမင်းလာတဲ့ကိစ္စကိုပြော ဒါအရင်သိရင် ဟဲ့ကောင်အမလေးမင်္ဂလာဆောင်တာလို့တို့သမီးအိတ်နေတာ ဟမ် ကမန်ကနန်ဇတ်ထွက်ခါနီးမလို့ကမန်ကနန်ကပ်ပြီးတော့အဲ့မှာဝဲလိုက်ရတာဟဲ့ကောင်ပဲမင်းလာလေ မင်္ဂလာဆောင်တာ အေးဟုတ်ကြီးမနေတော့ပြောပြီးတော့ဝဲလိုက်ရ အဲ့ဒါဆိုတော့ဟိုဒါဟိုညီမတွေပေါ့နော် အာမင်္ဂလာဆောင်မတော့ငါမိမ့်မှာပေါ့ဟာ မိမ မိမ့်မှာ သူနဲ့ဇက်စီယာနဲ့ဟာ လင်မယား လင်မယာ အဲ့ဒါကိုကျွန်တော်မရှင်းတာဇက်စီယာ ဟုတ်ဗျာလင်မယားပါဆိုမှမရှင်းဘူးလား ကျွန်တော်ဆွေမျိုးမဆက်တက်လို့ပါ ရွှေမျိုးမဆက်တတ်လို့ငါလူလေဟဲ့ကောင်အမရီဆက်တဲ့နေရာမှာရွှေမျိုးဆက်တဲ့နေရာမှာတော့မြင်တယ်မှာမင်းနှမနဲ့ငါနဲ့ညိုင်းမင်းနှမနဲ့ငါနဲ့ညိုင်းမင်းကငါရောက်ဖားအဲ့ဒါရွှေမျိုးဆက်တာလी မလေးမတိလို့မင်းမိမနမတယောက်တော့ဆုံးနေ တဘောပေါက်လို့ပြတော့ မအိတ်ရှင်ပြီး ကျွန်တော်အဲ့ချင်းနဲ့နောက်မှအိမ်ပါဇက်စီယာဟုတ်ကျွန်တော်စဉ်းစားလို့အဖြေမပေါ်လို့ဟာ ဘာလို့စဉ်းစားရလဲ ဆွေမျိုးဆက်တယ်လေ ရွှေမျိုးဆက်တာဘယ်လို ဒီလိုဗျာကျွန်တော်တို့မှာကညီကို2ယောက်ရှိ မင်းတို့မှညီကိုနှစ်ယောက် ဟုတ်ဟိုဘက်တချမ်းမှာညီမ2ယောက်ရှိ ဟောချာမှာညီမနှစ်ယောက် ညီမ2ယောက်ရှိ ညီကိုနှစ်ယောက်နဲ့ညီမနှစ်ယော ညီ က် မ2ယောက်နော်ကြိုက်တော့မှသူ့အမနဲ့ကျွန်တော်အကူနဲ့ကြိုက် အဲ့သူ့မှနဲ့ကျွန်တော်ကလည်းသူ့ညီမနဲ့ကျွန်တော်နဲ့ကြိုက် ကြိုက် ညားတော့ကြတော့အငယ်မနဲ့အကူနဲ့သွားညာ ဟောအငယ်နဲ့မင်းကိုလည်းပြန်ညာ ကျွန်တော်နဲ့အကြီးမနဲ့ညာ အကြီးမနဲ့မင်းနဲ့ပြန်ညာ ကြီးမနဲ့ကျွန်တော်နဲ့ညာလို့ရတာကယောက်ျားလေးမွေးတယ် ယောက်ျားလေး အငယ်မနဲ့အကူနဲ့ညာလို့ရတာမိန်းကလေးတစ်ယောက်မွေးတယ် မင်းကလေးမွေးတယ် သူတို့နှစ်ယောက်ကိုပြန်ပေးစားလိုက်တော့ယောက်ျားလေးတစ်ယောက်ရေလို့မွေးလာ ထပ်မွေးသေးတယ် အဲ့ဒီယောက်ျားလေးကအဲ့ဒီကလေးကနေပြီးတော့သူတို့ညီမနဲ့ကိုဘယ်လိုတော်ပြီးဘယ်လိုခေါ်မလဲကျွန်တော်တို့ညီကိုနှစ်ယောက်တို့ကိုဘယ်လိုတော်ပြီးဘယ်လိုခေါ်ကြမှာလို့ ဟာဟာဒီမင်းတို့ညီကိုတယောက်ဟိုကြမှာညီမနှစ်ယောက်မင်းနဲ့သူညီမနဲ့ကြိုက်တယ်အကိုနဲ့သူအမနဲ့ကြိုက်တယ်မွေးတာယောက်ျားလေးဟိုဘက်ကမွေးတာမိန်းကလေး
အစငါပြန်ပြောစမ်းအစအဒီပြန်ပြောစမ်းငါလူလေပါ ဟုတ်ကဲ့ ငါလူလေ ဘယ်လောက်တောင်လဲ အစအဒီပြန်ပြောစမ်းလူစမ်းလူလေ ဒီလေကျွန်တော်တို့မှာညီကိုနှစ်ယောက်ရှိ လူမကြီးကိုနေရောက် မှတ်ထားနော် ဟုတ်တယ် ကျွန်တော်မှာညီကိုနှစ်ယောက်ရှိသူတို့မှာညီမနှစ်ယောက်ရှိ ညီမနေရောက် ကြိုက်တော့ကကျွန်တော်အကိုနဲ့သူ့မနဲ့ကြိုက်တယ် ဟုတ်ပြီ ငယ်မနဲ့ကျွန်တော်နဲ့ကြိုက်တယ် ငယ်မနေကြိုက် ညားတော့ကြတော့အကိုနဲ့ငယ်မနဲ့ညားတယ် ညားတယ် အမနဲ့ကျွန်တော်နဲ့ညားတယ် ညားတယ် အမနဲ့ကျွန်တော်နဲ့ညားလို့ရတာကယောက်ျားလေးနော်သူတို့ညားလို့ရတာကမိန်းကလေးသူတို့နှစ်ယောက်ကိုပြန်ပေးစားလိုက်တော့ယောက်ျားလေးတစ်ယောက်ရေလုံးမွေးတယ်အဲ့ဒီယောက်ျားလေးကအဲ့ကလေးကနေပြီးတော့သူတို့ကိုဘလို့တော်ပြီးဘလို့ခေါ်ပြီးကျွန်တော်တို့ကိုဘလို့တော်ပြီးဘလို့ခေါ်ကြမှာလဲလို့ မင်းတို့ကညီကိုနေရောက်ဟိုညီမနေရောက်ဟိုညီမနေရောက်ဟိုမွေးအမနဲ့မင်းကိုနဲ့မင်းနဲ့ညီမနဲ့ဟိုမင်းကလေးဒီကအဲ့လောက်ရှုပ်ပြပြောတယ်ငါမဆက်တတ်ဘူးကွာမဆက်တတ်ဘူးကွာမဆက်တတ်ဘူးကွာအဲ့ကြမှာပြန်ဆက် ဟိုဇက်ဆရာ ပါလေ အမပေါင်းပြီးတော့ညီမလေးနှုတ်ရင် မအမပေါင်းနှုတ်လည်းမရဘူးနော်မင်းနှုတ်ပြီးစားလို့လည်းမရဘူးသွားပြီးတော့အမလေးရဘဲနဲ့ညာအမလေးမင်္ဂလာဘူးညာဟာဆွေးဖို့ပြန်နေပြီအမလေးမင်္ဂလာဦးညာမင်္ဂလာဦးညာဟာအတနာကြီးထိုးသွားပြီလားဟာအမြန်လာကြီးလားဒုက္ခပါပဲဗျာဩငမောရဲ့မင်္ဂလာဦးငမောရဲ့မင်္ဂလာဦးကဖြစ်ပြနေတာအမျိုးမျိုးအနောက်ရှစ်အမလေးအချင်းရှိကလုံလာဆိုင်အမလေးအချင်းရှိကလုံလာဆိုင် ဘာပြန်စတယ်လဲဘာ နာမည်ကြီးမင်းသား ဘာနာမည်ကြီး မားစရာအကြောင်းကိုမရှိဘူးကောင်းတယ်ခေါင်းရိုးချိုးနေ အိုးကောင်းဆိုင်ရဲ့ ကြားဟာနေ မင်းသမီးမင်းသမီးဒီဘက်လာ ဘာနေရသက်ဆရာ ခဏမင်းသမီးဒီဘက်ကောင်းဆိုင်မလေးကောင်းဆိုင်မင်းငါ့ကိုမင်းမျက်လုံးကငါ့ကိုကြည့်တာလားဘယ်ကိုကြည့်တာလဲ ကျွန်တော်ဇက်စရာအောင်တစ်လုံးမင်းသမီးကိုတစ်လုံး အော်မင်းမျက်လုံးကကြည့်တာတော်အတက်ခတ်ပါလားပြောဘာတော့ ဒီမျက်လုံးနဲ့မင်းသားဖြစ်တာ ဘာတော့ ဟိုကျွန်တော်မမပဲနဲ့ဇက်စရာကြည့်တယ် ဘာ နာမည်ကြီးမင်းသား နော်ဟုတ်ပြီ ငိုချင်းဆိုလဲပြောင်ပြောင်မြောက်မြောက်ငိုတဲ့မင်းသား ဟုတ်ပြီ ပြေးလဲဆိုလဲပြေးမဲဆိုတဲ့မင်းသားအဲ့ဒါကိုကျွန်တော်မားတယ်ဒါစော်ကား ဘာလဲ သက်ဆရာခဏနေတော့ကျမလေထောက်ရင်ငိုကြုံလေထက်လျက်တင်နေကျမငိုလာတာနာမည်ကြီးသူခဏကျမနာမည်ကြီးနေတယ်တောင်းလုံးကလုံးမင်းကလေ ဘာကြောင့်လုံးနဲ့ ကနေတမ်းနေတမ်းပါမင်းသမီးနေတမ်းပါအမလေးနော်အမလေး မ ကဲဘာလဲ သူကမြန်ပြောလာ ပြေး တယ် တဲ့ဆိုတာဇက်စရာလေ ပြေးလိုက် အဲ့ဒါကိုကျွန်တော်မားတယ် ဘယ်အပိုက်ကြီးဆိုးပြတန်း ပြေးတဲ့ဇက်စရာ ဘယ်ပြေးလိုက် ကောင်း64 ကောင်း64ရအေး ကောင်း64ရတွေ့ထက်တဲ့ရုံကြီးရှင်းနေပါထုံးမမီသေး ဟုတ်လားမပြန်ဆုံးလားပြန်ဆုံးလား ကောင်း64ရတွေ့ထက်တဲ့ရုံ နေ ကြီး ချာရုံကြီး ရှင်းနေပါထုံးမမီသေး မလေး ခဏမင်းအဲ့ပြေးတဲ့ကစာသားအကုန်မှန်းနေမှားတာလက်ညှိုးမားနေတာ ဘာဖြစ် လက်ညှိုးမားနေတာကောင်း64ရတွေ့ထက်ရုံကြီးရှင်းနေမှာတော့ရည်ဖုတ်ကလေးချွန်ချာဒီလိုသွားမယ်လေမင်းကဖောက်ဆိုတော့မင်းလက်ညှိုးမားနေတာနော်လက်စာသားမှန်နေ လက်ညှိုးမားတာ လက်ညှိုးကိုပြင်လိုက်မင်းကနော်ဟုတ်ပြီကဲလာမင်းသမီးရလာစမ်း ကျမငိုချင်းလေ မင်းငိုချင်းရ ဟုတ်တယ် ဘယ်လိုလဲ ကျမငိုချင်းရှေ့လက်ဆရာရဲ့ပြီးတော့လက်ဆရာခဏပေးပေးပါ ဩ အော်နမုနာလေးအစမ်းသေးခိုင်းတာ နမိတ်မရှိနမမရှိမင်္ဂလာဦးမှာငါတေပေးအောင်ပါလား ဒီမနေ့လည်းတော့သေးရတာဆက်ဆရာ ဩငိုချင်း ဆရာလည်းကျမလေးအစမ်းသေးခိုင်းတာကျမငိုချင်းမှန်တဲ့အကြောင်းပြချင်တာ အမေတရာလေးဒီနဲ့တူရမယ်ပေါ့အမလေးနော်ငမောရဲ့မင်္ဂလာဦးညငမောရဲ့မင်္ဂလာဦးညတေပေးရမယ် ပေးရမယ်သက်ဆရာ အမလေးဩဖြစ်ကတော့မနစ်ကနဲ့မတူအမလေး မလေးဖြစ်သွားလိုက်လေအော်သူကြီးထားကြည့်ပါ ဒီဘက်ကိုအောက်မစင်းနဲ့ဒီအချက်မှနေပြီ အော်သက်ဆရာဟိုလေဟန်ပါသွားတာနော် အေး ဖြစ်သွားလိုက်လားမလေးကျမလေးကိုထားကြည့်ပါဦး နင်းလက်ကဒီဘက်မှာလားဟုတ်ပြီ ဖြစ်သွားလိုက်လားကျမကိုထားကြည့်ပါဦး အမလေးတော်ပြီတော်ပြီတော်ပြီအမလေးအမလေးမ ဝနာမြိုင်ခီမောပန်ဒီဘာမောလဲရရှာရဲမလဲရရှာအမလေး မောင်ကြီးမောင်ကြီးဒီမှာထားကြည့်ပါဦးမောင်ကြီး တော်ပြီ အဲ့ဒါလည်းဆက်ဆရာ မှန်တယ်ဒီမှာ
နင်ငိုချင်းမှန်တယ်အတန်လေးအတန်ကစပောင်ပဲ့တယ်စကိုက်နာတယ်အာဇက်ပြတယ်ထိတယ်မိတယ်ဟင်မှန်တယ်ဒါပေမဲ့နင်ဒီလက်ကလေးလည်းနင်လည်းလက်မားတာမင်းလည်းလက်ပြီမင်းလက်ကလေးကဒီလိုပြင်းချင်များလေးသွားတာတတိထားနော်အမလေးပြင်းချင်များလေးသွားတာတတိ လက် ထား ဆံတော့ဆောင်းလားအဲ့ဒီချင်းရလေးလက်ကို မလာဘူးရအကင်းချီလက်ကလေးကသဘောကျတယ်သူကသဘောကျမှာတို့ကဒီကင်းချီများလက်ကလေးသွားနေတို့သဘောမကျဘူးသဘောပေါက်တယ်နော်သွားကျန်တဲ့ဇက်အောင်ကြမှာငါဆက်ပြီးရှင်းမယ်လက်ကလေးတွေပြင်လိုက်စာသားတွေအကုန်မှန်တယ်မင်းသားနဲ့မင်းသမီး ဇက်ဆရာ သွား ကျွန်တော်လက်မျိုးပြင်ပြီးဇက်ဆရာစီကျွန်တော်တစ်ခါလာထိုးပြ မလေးဖောက်ပြကြမလို့မင်းမှတ်ဖို့ရည်ကြီးတာပဲသွားငါပြင်လိုက်မယ် ဟုတ်ပြီသွားတော့မင်းသမီးလည်းသွားတော့ ဆက်ဆရာဒီမှာလေငိုချင်းတင်ရလေဆက်ဆရာခဏတည်းတော့ငိုခိုင်းမယ်လား အမလေးခဏအသေးခိုင်းအောင်မယ်ငါ့ကိုလာပြီးတော့မဦးမချုပ်မလုံးနဲ့နော်မင်္ဂလာဦးညနော်အမ ဆက်ဆရာဘယ်တော့မင်္ဂလာဆောင်လိုက်တာတော့ ဩဒီမှာလေဒီနေ့ပဲကမန်းကနာအမဇက်ထွက်ကနီးကိုကမန်းကနာတော်သူမလဲမဝဲလေ ဟုတ်လား ဘာလို့ဟိမကြည့်နဲ့တက်တော့ပါမင်းသမီး မလေးငယ်လေးနော် ငယ်တယ်ကျမတို့လည်းဇက်ဖွက်ကြီးထွက်တော့မယ်ဆိုတော့ချက်ဖို့ပြက်ဖို့ယူလို့တယ်ဇက်ဆရာဟုတ်တယ်အဲ့တော့လေအဲ့ကောင်မလေးကိုကျမခေါ်လိုက်မယ်နော်ခဏဘာလို့လဲကိုဖို့လေ တို့သမီး ဟုတ်တယ်လေ ဒီကမလေးကိုခေါ်သွားမယ် စကားလည်းပြောရင်ချင်းပြုံရင်ပေါ့ သူ့ကိုခေါ်တော့ဒီနေရာမှာနေတောင်းဝင်ယူမလားအမသူ့ကြတော့ကြောက်တယ်ပြီးတယ်အမလေးဗျာအရေးရမြောက်မင်္ဂလာဦးညခေါ်သွားအောင်မယ်ဗျာနင်တောင်းဝင်ယူရင်ခေါ်သွားတာမှလားပါအမလေးမင်္ဂလာဦးညငမွရဲ့မင်္ဂလာဦးညအခုတည်းကပြောနေကြပါလေဟုတ်ဗျာဟင်နှစ်နိုင်ကြီးသွားပြီလားအဲ့တော့မင်းတို့နိုင်ရဟုတ်နိုင်ညမှားနေကြသလားကွာအာတို့ဘာလဲအောင်အိတ်ချင်းမူရူးနေကွာဟာဒါအေးဝါအဲ့ဒါနားရဲဘာလဲကျွန်တော်မအိမ်မပြောတာနဲ့ထားလာမင်းတန်ကြလို့ အိတ်မပြောတာနဲ့ထားဟာ မင်းတန်ကြတယ်ငါစိတ်ထဲမှာမရှင်းဖြစ်နေတယ်လေမေးချင်ဘူး ဘာတော့ဘာအောင်များမရှင်းဖြစ်နေခင်ဗျာဒီမှာမြန်လေးပြောစမ်းပါဗျာမြန်လေး သူ့ဝနာငရှမ်းကြောင့်ပြီ သူ့ဝန်နဲ့ရှမ်းပါဗျာသူ့ဝန်နဲ့ရှမ်းများသူ့ဝန်ကငရှမ်းရင်ခင်ဗျာလေသူ့ဝန်နဲ့ရှမ်း အဲ့ဒါကြီးကိုးပွဲတွေကလေ ဇာကြီး10ပွဲဇာကြီး10ပွဲ အေးဝါငါတောက်တယ်ဘူးရေးကောင်းဘူး ဇာကြီး10ပွဲဗျာဇာကြီး9ပွဲ အဲ့သူ့ဝနရှမ်းဟလား သူ့ဝန်နဲ့ရှမ်း သူ့ဝနရှမ်းသူ့အဖေနဲ့မဲတကူကူနဲ့ပါကူဆို အာဒုက္ကူလာနဲ့ပါကြီးကဘယ်နဲ့တကူကူနဲ့ပါကူကမှာတော့ဒုက္ကူလာနဲ့ပါကြီးက အေးသူ့နဲ့ပါကြီးကမြို့မှာမနေဘူးဘာဖြစ်လို့တော်ရဲသွားလို့ လူတွေများလို့ဗျာခင်ဗျာခံသူတို့ကသူတော်စင်နေဗျာဟိုလူမရှိသူမနီးနဲ့ဟိုတော်ရမှာသွားပြီးတရားဆိုင်ပတိစိတ်တာဒါပဲ ဟုတ်လား လူတွေမှာလူတွေများတယ်မနေနိုင်လူစောနန်းနဲ့ဒါပဲ အော် ကပ်ပြီမလားတော့ ဒီဘောကမေးပြတာလေးမရှင်းတာလေးရှင်းတော့မင်းတို့ကတော့ဓာတ်တပင်မှာကျင်လဲနေတော့ဒါတွေကမင်းတို့ကရေကြိုတော့နေသိ စ မှာ ကားကိုညံပြောစမ်းပါဗျာခရရရေတူတူရိုးစများပြောစမ်း အေးပါ ခင်ဗျာတလုံးနဲ့တလုံး ဖြစ်နေလို့ဗာနည်းနည်းလေးအဲ့ဒါအဲ့ဒီသူတို့နှစ်ယောက်ကတော်ရဲရောက်တော့ဘာဖြစ်လို့မက်ဆီကန် ဩတော်တယ်ရောက်ဗျာတော်တယ်မှာတရားထိုင်နေတာဗျာတရားထိုင်နေတာတို့ထိုင်နေတာတရားထိုင်တာတို့ထိုင်နေအောင်မှာငွေကျင်းရှိတယ်ဗျာအဲ့ဒီငွေကျင်းထဲမှာသူတို့တဲ့မိုးကရွာတယ် တောင်မို့ပေါ်မှာ တောင်မိုးလေးပေါ်မှာအောက်မှာငွေကျင်းရှိတယ်ဗျာသူတို့တရားထိုင်နေတော့မိုးကရွာတယ်မိုးကရွာတော့အပေါ်ကနေပြီးတော့စီးရေတွေကစီးကြတာငါကမိုးရေတွေကစီးပြီးတော့တွင်းထဲကိုကြပါအဲ့ဒါတွင်းထဲကငွေကနေမိုးရွာတယ်ထင်းပြီးတော့အောက်ကနေမှုတ်လိုက်တာမျက်စိတွေကန်သွားတာ အဲ့ဒီကကျွန်တော်မရှင်းတာလေ အောက်ကနေမှုတ်လိုက်တာမျက်စိကန်သွား ငွေအောက်ကမှုတ်တယ်မလား အောက်ကမှုတ်လိုက် အဲ့ဒါကိုင်းတိုင်းဖင်ကန်းရမှာလေမျက်စိဘာလို့ကန်း ဖင်ကန်းတာခမရအမေ ဟာဘာဖြစ်လို့လို့ ခမရအဖေဆုံးတာကြားပြီးမို့လား ဟာဟဲ့ဘာလို့တော့မသိလို့မေးတာပါ ဘာလို့လဲ အောက်က ငွေအောက်ကမှုတ်တာခမရကဖင်ခမရလည်းဖင်ကန်းရမှာလားဗျမျက်စိကန်းမှာတူကမှာပဲဖင်ကန်းတာတော့ခမရအမေနော် သူတို့အနေနဲ့ဘာလို့တော့လဲသူနေမရတူတူမေးကြအောင်နော် ဟောခမရသူကမောင်ကြီးနှမကြီးချစ်တာအတူတူမဟုတ်ဘူးသူကမောင်ကြီးနှမကြီးချစ်တာအဲ့တောင်မှပဲအလဲကောင်မှပန်းပရိကုံချပြီးတော့ဒီလိုအိတ်တာစီးနကန်နဲ့ပန်းပရိကုံလေးချပြီးအိတ်တာအလဲကောင်မှ အဲ့ဒါကျွန်တော်မရှင်းတာပဲ ဟာတော့ ပရိပန်ကိုချပြီးအိတ်တယ်လေပြောတယ်ဘာဖြစ်လို့သူ့ဝင်နေချအောင်မွေးလဲ ဩဒီလိုလေဗျာခမရကလည်းဗျာဒီလိုသူတို့ကသူတော်စင်နေပြီဟုတ်တယ်မလားအဲ့သူတို့အလုပ်ကြီးပြုစုဖို့ဆိုပြီးတော့ သူ့နေချာတမင်မုံ900နဲ့တော့ရေသွားခါတဲ့ရေအများကြီးရတယ်ဘာလို့ဘူး ဟောဒါပဲ ဟုတ်ဟုတ်ရှိဘူးသူ့ဖေဖို့မပါဘူးနော် ခမရဘာပြောနေတာကို
ခင်ဗျားဘာပြောတာလဲကိုကရေသွားခတ်တာတမောင်း900နဲ့သွားခတ်လို့ အေးလေ တော့တော့ရေအများကြီးဘာလို့ကိုလဲ တို့ကျွန်တော်ပြောနေတယ်လေ ဒီလေဒီရေသူ့ဖေသုံးဝင်မရှိဘူးပေါ့ ခင်ဗျမရှင်းနဲ့ခင်ဗျဘာပြောနေတာတို့ ခင်ဗျားကဘာပြောတာလဲကျွန်တော်မင်းလာကရေတွေတော့အများကြီးသွားခတ်လို့အဲ့ဒါဘာလို့ကိုလဲလို့ ပြောတာကဒီလိုတောက်ဖို့ဒီလိုဆေးဖို့ဒီလိုတောက်ဖို့ဒီလိုဆေးဖို့အဲ့ဒါတောက်ဖို့ဆေးဖို့အဲ့ဒါပြောတာ ကိုမို့ရေ ညာ ဩဒါလား အော်ကမိုးကြီးဒါပဲကတော့ဗျ ဒီမောင်ခဏလေးပေါ့ ဘာတော့ညာ အဲ့ဒီသူ့ဝင်တဲ့ရှာကရေခတ်နေတော့ဟိုမှာပဲဘီလီရဲ့ခုံကအ ပီလီရခမင်းအဲ့မလေးပီလီရခမင်းများဘီလီရခုံနေဗျ အဲ့ဘီလီရဲ့ခမင်းက ပီလီရခမင်း မြားနဲ့ပြလိုက်တယ် အဲ တေရောလား မသေးဘူးအသက်ထွက်သွားတယ်ညမှာပေးတယ်ပေါ့ အဲ့ဒါကိုမရှင်းတာ ညမှာပေးတယ်ပေါ့ မြားဆိုတာကရှေးစစ်လက်နဲ့ပစ္စည်းဗျာဝါဒံလေး ဟုတ်တယ်လေ ဒီဝါဒံလေးနဲ့မှန်တာနဲ့တေရအောင်ဒါရဘလောက်တောင်ကြီးလို့လဲမြား ညာညာ ဟုတ်ကဲ့ ဘလောက်တောင်ကြီးလို့လဲ ဟုတ်ကဲ့ သိကျင်တယ်ပေါ့ သိချင်းနဲ့ အလုံးလည်းကြောပါရဲ့ညာညာကလေ ဘာတက်ပေါက်လို့ သဘောပေါက်လားမပေါက်သေးဘူးလားဟိုဒဲပြောလိုက်ရမှာ တဲ့မပြောနဲ့ခင်ဗျားလည်းတော့ပြောတာကိုဒီသဘောပေါက်သွားပြီ ဟုတ်လား ဟုတ်ကဲ့ဟုတ်ကဲ့ ပေါက်မလား ပေါက်သွား တခါလဲရှင်းအောင်ပြောလိုက်ရမလား မရှင်းမှတော့ ဟမ်အမလေးရာသူ့အိမ်မှာအိမ်မရတာနဲ့သူ့မလေးဆံငါပြီးရှင်းခိုင်းဟာအော်လေအမလေးမင်္ဂလာဦးညအမတန်ပြောဖို့ကောင်းတဲ့မင်္ဂလာဦးညအပျော်ဆုံးနေ့၃နေ့ဘာနေ့ဟာအမလေးမောရင်မင်္ဂလာဦးအော်ဟာအဲ့လိုသုံးနာရီဟာသုံးနာရီထိုးနိုင်ရခေါ်ခေါ်ဝယ်လာပြီးတော့မင်းတို့ညင်ညာထားကြတယ်လားမလေးဗျာသုံးနာရီထိုးနေပြီတူလူညာဘာလဲပြောလို့မတော်နိုင်ဘူးမတော်နိုင်ဘူးခင်ဗျားတို့အေးဒီညကြတယ်လို့ငါပြောတာလေခင်ဗျားဒေါသရတနည်းမှာဖြစ်ရင်ပြောပါဗျာကျွန်တော်ကမှပုံမချပါနဲ့ဗျာခင်ဗျားဒေါသတွေကျွန်တော်ကမှပုံပါနဲ့ဗျာ ပြောတာသူပြောတာဟုတ်ဘူးသူပြောတာဟုတ်မနေ့ကမှသူ့မင်္ဂလာတော့ငါကိုယ်တိုင်ကိုကြီးနဲ့ရတဲ့ဟာကြီးကို ဟုတ်တယ်ဒီမဲ့ဟုတ်ပါတယ်အခုဘာဖြစ်လို့လဲ မစောက်နိုင်ဘူးလေကဲကိုမစောက်နိုင်ဘူးလေဘယ်လူကြီးသွားတယ်သွားတိုင်းလေ ဒီကောင်ကလည်းဘယ်လိုလဲ အဲ့ကူမကတော့တင်းနေရုံပဲတိုင်နေလို့ဟာဒီစက်တာပြောတာ လုံးကြိုက်မလုံးနဲ့ငါဖယ်နားမှာပြောလို့ ဟိုနားရဟိုနားမှာပြောတာဟိုနားမှာပြောတာ ဟုတ်ဘူးငါပြောတာဒီနားကနေပြောတာ ဟောမင်းအဲ့လိုနားရောက်အဲ့လိုမင်းနားလိုက်ခဲ့ အမလေးမလို့ကနေတော့ကြောက် ဟုတ်တယ်မရှိကြတာလေရှင် ကဲမဆောင်တော့သူ့ရောခေါ်သွားမလို့ ဟုတ်သွားမလို့ ဟုတ်တယ် အဲ့ဒါလေဘယ်လိုပြစ်တယ်ချလိုက်လဲ ဩအမှုငယ်တော့တစ်နှစ်ကိုဟုတ်တယ်အမှုကြီးတော့တက်တက်ကျွန်း အမလေးဗျာ တပတ်တချိုးဝမ်းသာလိုက်တာတပတ်တချိုး ငါသနာလို့မသူကဝမ်းနိုင်ကကွာလာမှာ